မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကပြည်အလွမ်းပြည်တိုဘူးတုံနီလေးပြန်လည်မျှဝေပေးထားပါရနော်တိုဘူးကိုအိမ်မှာအလွယ်ကျပြီးအရသာရှိရှိတုံစားနည်းလေးကိုဖြိုးနဲ့တူကြည့်ရှုလိုက်ဆုံးနော်တိုဘူးတုံစားဖို့ပါဝင်ပစ္စည်းလေးတွေကတော့ပဲချက်မုံကော်ပီပဲစိမ့်မုံနနမင်းကြက်သွန်မြုပ်သီးမုံနဲ့စီချက်တို့လိုအပ်ပါရှင်တိုဘူးကြိုဖို့အတွက်မုံနှစ်ဆက်ပါမယ်မွေးပဲအစိမ့်မုတ်စံချိန်ခွက်တစ်ခွက်စာကိုထည့်လိုက်ပါတယ်။ပြီးရင်တော့စနိုးမုတ်နဲ့ငယ်ထည့်ပါတယ်။အရသာကတော့စားနဲ့ငယ်ထည့်လိုက်ပါတယ်။ရေကိုတော့နှစ်ခွက်ခွဲထည့်ပေးထားပါတယ်။ပဲအစိမ့်မုတ်စံချိန်ခွက်တစ်ခွက်စာကိုရေနှစ်ခွက်ခွဲထည့်ပေးထားပါတယ်။ရေထည့်ပြီးသွားရင်တော့ပဲစိမ့်မုတ်လေးပြောင်းဝင်သွားတဲ့အထိမွေတန်းနဲ့ဖြောပေးထားပါတယ်။မုံနှစ်ရတာနဲ့တိုဘူးစားကြပါမယ်နော်ကျိုးမဲအိုးတဲ့ကိုစကားစစ်ပြီးတော့မုံနှစ်တီထည့်လိုက်ပါတယ်စကားခံပြီးထဲမှာတိုဘူးသားချောချောလေးရမှာဖြစ်ပါရဲ့ရှင်မုံနှစ်ရေထည့်ပြီးသွားတာနဲ့အဆက်မပြတ်မှုပေးရပါတယ်ဝင်နေရင်းနဲ့အခုလိုမျိုးပြစ်လာပါတယ်ခုလိုချိန်လေးအရင်ပြစ်လာရင်တော့စီလေးနဲ့ငယ်ထည့်ပြီးတော့ထပ်မွေပြီးပါတယ်ပြစ်လာတဲ့တိုဘူးသားတွေကိုအေးခံတဲ့ခွက်ထဲကိုထည့်ပြီးတော့ခဲပေးထားပါရှင်တိုဘူးခဲထားတဲ့အချိန်မှာတော့တုပ်ဖို့လိုအပ်တာလေးတွေကိုပြင်ဆင်လိုက်ပါရဲ့နော်အတုပ်ဆိုရင်ကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းတဲ့ကော်ပီထည့်ပါမယ်ကော်ပီကိုပပလေးလှိပြီးတော့ပြင်ဆင်ထားလိုက်ပါတယ်တုပ်ဖို့အတွက်ကြက်သွန်လေးကိုလည်းပပလှိထားပါတယ်ကြက်သွန်လေးပြင်ဆင်ပြီးရနဲ့အိမ်ဆိုင်နနမင်းလေးကိုလည်းညှက်ပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်တုပ်ဖို့လိုအပ်တာတွေပြင်ဆင်ပြီးရနဲ့တိုဘူးခဲမခဲစမ်းလိုက်ပါတယ်တိုဘူးကအခန်းအပူချိန်နဲ့2နာရီလောက်ဆိုရင်တော့ခဲပါပြီရှင်ခဲထားတဲ့တိုဘူးတွေကိုစလီပါတယ်တိုဘူးချိုးရတာလေးကအရန်လွယ်ပါတယ်နော်အခုလိုတိုဘူးခဲခဲလေးရကြည့်ရင်တော့ပဲမုံတစ်စားကိုရေ2စားခွဲထည့်ကြည့်ပေးပါတယ်ခုလိုတိုဘူးခဲလေးတွေကိုဒီမှာဝယ်စားနေကြတိုဘူးတုပ်လိုမျိုးတုပ်စားဖို့ပပလေးတွေလှီလိုက်ပါရဲ့ရှင်ဖြိုးတို့ရဲ့ဇာတိဖီမျိုးမှာဆိုရင်တော့ညနေဆိုရင်တိုဘူးတုပ်ဆုံးကအမြဲလိုစားဖြစ်ပါတယ်အခုလိုဝယ်စားလို့မရတဲ့တိုင်းတစ်ပါးမှာရောက်နေရင်တော့အိမ်မှာပဲတိုဘူးချိုးပြီးတော့တုပ်စားဖြစ်ပါရဲ့နော်တိုဘူးလှီပြီးသွားရင်တော့တုပ်ဖို့အတွက်အားလုံးအဆင်ပြေရသွားပါပြီတိုဘူးတုပ်စားတုပ်ပါမယ်တိုဘူးလှီထားတာလေးကိုထည့်ပါတယ်ခေါ်ပြီးထည့်ပါတယ်ကြက်သွန်နီနဲ့နန်းနန်းမင်းကိုလည်းထည့်လိုက်ပါတယ်ပြီးရင်တော့မွေးပဲကြက်မုတ်ကိုထည့်လိုက်ပါတယ်။အရသာအတွက်ကတော့စားတကြားငန်းပြားရည်နဲ့ငရုတ်သီးကြက်မုတ်တို့ကိုထည့်ပေးထားပါတယ်။နောက်ဆုံးမှာတော့ကြက်သွန်စီကြက်လေးကိုလည်းထည့်ပေးထားပါတယ်။ဒါဆိုရင်တော့ပြည်အလွမ်းပြည်တိုဘူးတုံလေးတစ်ပွဲရသွားပါပြီရှင်တခါတလေညနေစာကိုဘာစားရမလဲတွေးနေအပြောင်းလဲလေးဖြစ်သွားအောင်တိုဘူးတုံနဲ့ထမင်းပူပူလေးစားကြည့်ပါနော်အရင်ထမင်းစားလို့နေနဲ့ညနေစာလေးတစ်ခုဖြစ်ပါရဲ့ရှင်ဒီနေ့ဖြိုးတင်ပြသွားတဲ့တိုဘူးလုပ်ပြီးတော့တုံစားတဲ့ဗီဒီယိုလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့နော်ဖြိုးတို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်